အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Breaker Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ယနေ့ခေတ်ဖုန်းသုံးပြုနေကြတဲ့မိန်းကလေးတိုင်းကြီးကိုကြည်ထားတဲ့ပညာပေးကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာနာမီဆိုတဲ့ကောင်းမလေးတယောက်ကသူမရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကိုသူမရဲ့ဖုန်းနဲ့မှတ်တမ်းတင်ထားလေးရှိပါတယ် follower တွေများစွာရှိတဲ့သူမရဲ့ Facebook TikTok အကောင့်တွေမှာနေ့စဉ်တင်ပါတယ်နောက်ပြီးနာမီကဘတ်စကားစီးတာအစားတောက်မာတာကအစားသူမရဲ့ဖုန်းကိုအသုံးပြုပြီးမှာယူစားတောက်တတ်ပါတယ်တရက်မှာတော့တငယ်ချင်းတွေနဲ့ VR တောက်ကမူမူယူယူနဲ့ KTV မှာကားခုံပျော်ပါပြီးအင်ကိုပြန်ဘတ်စကားပေါ်မှာခေါင်းမထောင်နိုင်ပဲလူမန်းသူမန်းမတီအောင်မူးနေခဲ့ပါတယ်။အဲ့လိုမူးနေတာကြောင့်နာမီရဲ့ဖုန်းကမထင်မှတ်ဘဲနဲ့ကားပေါ်မှာပြုတ်ကျကျန်ခဲ့ပါတယ်။သူမရဲ့ဖုန်းကိုလူတစ်ယောက်ကကောက်ရသွားခဲ့ပါတယ်။ကန်ဆိုးစီတာကထိုဖုန်းကိုကောက်ရသွားတဲ့သူကလူဆိုးလူရုံမှာတယောက်ဖြစ်နေခဲ့ပါတယ်။ဘယ်လိုတွေရောက်မှာမလဲဆိုတာကိုတော့ကျွန်တော်နဲ့တူဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။နောက်ရမှာတော့နာမီရဲ့တကယ်ချင်းဖြစ်သူကသူဖုန်းဆက်တာကိုမကင်တာကြောင့်နာမီရဲ့အိမ်ကိုရောက်လာခဲ့ပြီးနာမီကိုအိမ်ခန်းထဲမှာမတွေ့ရဘဲအိမ်ပြင်ကကရင်အောက်မှာမူးယူပြီးတော့အိမ်နေတာကိုမြင်တွေ့လိုက်ရပါတယ်။နာမီရဲ့အမှုပြေလို့သူ့ရဲ့ဖုန်းကိုထားတဲ့နေရာကိုလှမ်းယူလိုက်တဲ့အခါသူ့ရဲ့ဖုန်းကိုမတွေ့ရတော့တာကြောင့်ပြာရကပ်ပြီးဖုန်းကိုလိုက်ရှာပါတယ်။တကယ်ချင်းရဲ့ဖုန်းနဲ့ဖုန်းခေါ်ကြည့်လိုက်တော့ဖုန်းကောက်ရတဲ့သူကဖုန်းကန်ခဲ့ပါတယ်။ဖုန်းကောက်ရတဲ့သူကယောက်ျားတစ်ယောက်ဖြစ်ပေမဲ့ဖုန်းပြန်ဖြေတဲ့အခါမှာတော့ဖုန်းထဲမှာအတန်သွင်းထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အတန်နဲ့ပြန်ဖြေခဲ့တာပဲဖြစ်ပါတယ်။ခမားကိုဖုန်းပြန်ပေးပါမယ်ဒါပေမဲ့ခမားရဲ့ဖုန်းကပြုတ်ကျထားတာဖြစ်ပြီးမှန်ကွဲနေတာကြောင့်ဖုန်းပြန်ဆိုင်ကိုပို့ထားပြီးမယ်အဲဒီကိုသွားယူပေးပါလို့ဆိုပါတယ်အမှန်တကယ်တော့ဖုန်းကောက်ရတဲ့သူက password ခံထားတဲ့နာမီရဲ့ဖုန်းထဲကိုဝင်နေတာကြောင့်ဖုန်းကိုတမင်တကာရိုက်ခွဲပြီးသူ့ရဲ့ဖုန်းဆိုင်ကိုလာယူဖို့ပြောလိုက်တာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့တော်ထဲမှာမိန်းကလေးတယောက်သေဆုံးနေတယ်ဆိုတာကြောင့်ရဲတွေစုံနောက်တွေကအလုပ်ရှုပ်နေကြပါတယ်ထိုအမှုကိုစုံစမ်းနေတဲ့ရဲမှုကြီးကသူ့ရဲ့သားဖြစ်သူဂျိုယောင်းကငငယ်ကလေးကပျောက်ဆုံးခဲ့တာဖြစ်ပြီးသေဆုံးတဲ့သူကိုတွေ့ရှိခဲ့တဲ့နေရာကသူသားဖြစ်သူငငယ်ကစိုက်ပျိုးထားတဲ့တစ်ပင်ကြီးရဲ့အောက်မှာဖြစ်နေကြတာပါအဲဒါကြောင့်ရဲမှုကြီးကဒီအမှုရဲ့တရားခံကိုသူ့ရဲ့သားများဖြစ်နေမလားလို့တန်တရားဖြစ်နေပါရီနာမီလည်းသူ့ရဲ့ဖုန်းကိုယူဖို့ဖုန်းကောက်ရတဲ့သူပြောတဲ့ဖုန်းဆိုင်ကိုတွားရောက်ခဲ့ပါတယ်ဖုန်းကောက်ရတဲ့သူကဖုန်းပြင်ဖို့အတွက်ဆိုပြီးဖုန်း password ကိုတောင်းပါတယ်နာမီရဲ့ဖုန်းကိုထိန်းချုပ်ပြီးမြင်နိုင်ဖို့အတွက်နာမီရဲ့ဖုန်းထဲကကင်မရာကိုဖြုတ်ပြီးတခြားကင်မရာတစ်လုံးနဲ့အစားထိုးလိုက်ပါတယ်နောက်ပြီးနာမီရဲ့ဖုန်းကိုအဝေးကနေထိန်းချုပ်နိုင်မှုအတွက် software တစ်ခုထည့်ပေးလိုက်ပါရီအဲဒါကြောင့်နာမီရဲ့ဖုန်းတွေကလှုပ်ရှားမှုတိုင်းကိုအမြဲစောင့်ကြည့်နေနိုင်ပြီးဖုန်းရဲ့ကင်မရာကိုလည်းအဝေးကနေထိန်းချုပ်သွားနိုင်ခဲ့ပါတယ်အဲဒီချိန်ကနေစပြီးနာမီရဲ့ကိုယ်ကိုယ်ရာချက်လက်တွေကိုမှတ်တမ်းတင်ထားကနာမီနဲ့ရင်းနှီးအောင်ကြိုးစားပါရယ်အမှန်တကယ်တော့ဖုန်းကောက်ရတဲ့ဘဲကဖုန်းပြဆိုင်ဖွင့်ထားပြီးဆိုင်ကိုလာပြင်းတဲ့ဖုန်းတိုင်းကိုအခုလိုနည်းနဲ့ hack လုပ်ပြီးဒုက္ခပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်အဲဒီဒီချိန်မှာတော့ကန်ဆိုးစွာနဲ့အလှည့်ကျရောက်လာသူကတော့နာမီပဲဖြစ်ပါတယ်တညမှာတော့ရဲမှုကြီးကသူ့ရဲ့သားဖြစ်သူဂျုံယောင်းလို့ထင်ရတဲ့ဟက်ကာကောင်ရဲ့အခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပြီးလိုအပ်တဲ့အချက်လက်တွေကိုရှာဖွေမှတ်တမ်းယူနေခဲ့ပါတယ်။ရဲမှုကဟက်ကာကောင်တတ်ထားတဲ့ကောင်မလေးတွေရဲ့ပုံတွေကိုလည်းတွေ့သွားခဲ့ပါတယ်။ရဲမှုကြီးရှာဖွေနေတော့မှပဲမတွေ့ရကြပြီးအဖေဆိုတဲ့စားနဲ့တူသူ့ရဲ့အခန်းထဲမှာရှာဖွေနေတဲ့ပုံကိုပို့ပေးလိုက်တဲ့အခါမှာတော့ဒီအနီးနားမှာလိုက်ရှာခဲ့ပေမဲ့ဟက်ကာကောင်ကထွက်ပြေးသွားခဲ့ပါပြီ။နောက်နေ့မှာတော့ဟက်ကာကောင်ကနာမီနဲ့သူ့ဖေတို့ဖွင့်ထားတဲ့ကော်ဖီဆိုင်ကိုလာတောင်းရင်းနာမီနဲ့ရင်းနှီးအောင်ကြိုးလာပါတယ်။အဲဒီလိုနဲ့နာမီနဲ့အချိန်ခဏလေးတွင်းမှာယဉ်နေသွားခဲ့ပါတယ်။ဟက်ကာကောင်ကနာမီကိုအခုလိုရောတွင်ဆက်ဆံနေတာကိုမသိငါလေနာမီရဲ့ဖခင်ကအဲဒီလူနဲ့မပတ်သက်ဖို့ပြောပေမဲ့ခေါင်းမာရဲ့နာမီကတော့သူ့ဖေရဲ့စကားကိုနားမထောင်ခဲ့ပါဘူး။အဲဒီညမှာပဲနာမီရဲ့တငယ်ချင်းရောက်လာခဲ့ပြီးငါအိမ်နဲ့စိတ်ဆိုးလာလို့နေနဲ့ဒီညဒီမှာအိမ်မဲလို့ဆိုပါရီနာမီနဲ့သူ့တငယ်ချင်းတို့ထွေရလေးပါးတွေစကားပြောနေကြတော့တစ်ချိန်တည်းမှာပဲနာမီရဲ့ဖုန်းကိုဟက်ထားတဲ့ဟက်ကာကောင်ကနာမီရဲ့ Instagram ကောင်းကနေသူ့အဖေဖြစ်သူစီကိုညနေကအပြုတ်မှုအတွက်တောင်းပန်ပါတယ်လို့ပြောပြီးလင်းတစ်ခုကိုပို့ကအဲ့ဒီ software လေးကို install တင်ထားပေးပါလို့ပြောလိုက်တော့အဖေဖြစ်သူကလည်း software ကို install တင်ထားလိုက်ပါတယ်ခဏကြာမှာတော့ဖခင်ဖြစ်သူရဲ့ဖုန်းတွေကိုအင်ရှစ်မှာပါဆယ်ပုံတစ်ပုံရောက်နေတယ်လို့စာတူဆောင်ဝင်လာကြောင်းအင်ရှစ်ကိုပါဆယ်ပုံထွက်ယူလိုက်ချိန်မှာဟက်ကာကောင်ရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်နောက်တစ်နေ့မှာတော့နာမီရဲ့အလောက်ကောင်ပဏီမှာကောင်းချောင်းတွေနဲ့ဝန်ထမ်းတွေကိုလည်းငွေနဲ့တန်ဖိုးဖြတ်တဲ့တထေးဆိုပြီးနာမီရဲ့အကောင့်တွေထဲမှာ post တွေတင်ထားတာတွေကိုတွေ့လိုက်ရပါတယ်နာမီကဒီ post တွေကိုသူတင်တာမဟုတ်ကြောင်းရှင်းပြခဲ့ပေမဲ့အလောက်ရှင်တထေးကိုရိုင်းကမောင်းထုတ်ခြင်းကိုခံလိုက်ရပါတယ်နာမီလည်းကြံရများဖြစ်ခဲ့ပြီးမကြသေးခင်ကရင်းနှီးခဲ့တဲ့ဟက်ကာကောင်ကိုအကူအညီတောင်းခဲ့တာကြောင့်နာမီရဲ့ဖုန်းကိုစစ်ဆေးကြည့်ပြီးတရားရောက်ကနာမီရဲ့ဖုန်းထဲကို software ထည့်ထားပြီးအခုလိုတိုက်ခိုက်ခဲ့တာပဲအဲဒီ software ကဖုန်းကိုထိန်းချုပ်ပြီးကင်မရာကနေတစ်ဆင့်တစ်ဖက်လူကိုမြင်နိုင်တယ်လို့ရှင်းပြကကူညီချင်အောင်ဆောင်ခဲ့ပါတယ်ဒါတွေမပြီးသေးပဲနဲ့နာမီနဲ့အနီးကပ်နေတဲ့သူတရားရောက်ကလောက်တာဖြစ်မယ်လို့ပြောသွားခဲ့ပါတယ်လူရောက်မှပြောစကားကြောင့်ပဲနာမီလည်းသူတငယ်ချင်းလိုက်တဲ့နေ့မှာပဲအခုလိုတွေဖြစ်တာပဲလို့တွေးပြီးတငယ်ချင်းတယောက်စိတ်ဝမ်းကွဲခဲ့ကြရပါတယ်တရားမှာတော့ဟာကာကောင်လူယုံမှာတက်ခဲ့တဲ့အလောင်းတွေကိုတွေးကြရပြီးတစ်ချိန်တည်းမှာပဲရဲမှုကြီးနဲ့သူတငယ်ချင်းတို့ကလည်းဟာကာကောင်ရဲ့ဖုန်းပြင်ဆိုင်ကိုတွားရောက်စစ်ဆေးကြပါရီခဏကြာမှာတော့နာမီလည်းရောက်လာခဲ့ပြီးရဲမှုကြီးရဲ့ပြောပြချက်တွေအကြောင်းသူနဲ့ခင်မင်နေတဲ့သူကလူယုံမှမှန်တည်သွားခဲ့ပါရီနာမီနဲ့ရဲမှုကြီးတို့လည်းတိုင်ပင်ကြပြီးတော့လူယုံမှာကိုဖမ်းဆီးဖို့စီစဉ်ကြပါရီဒီစီစဉ်တွေကိုကြိုသိနေတဲ့လူယုံမှာကမျက်မှန်ကိုချွတ်ကပုံစံပြောင်းပြီးနာမီစီကိုရောက်လာခဲ့ပါရီ
လူရုံမာနဲ့ရဲမှုကြီးတို့နှစ်ယောက်ထိတ်တိုက်တွေ့ကြပြီမယ်လူရုံမာကနာမီပြောထားသလိုမျက်မှန်တက်ထားတဲ့သူမဟုတ်ပဲပုံစံပြောင်းနေတာကြောင့်လူမားတာပါဆိုပြီးလှုပ်ပေးလိုက်ရပါတယ်အစီအစဉ်တွေကိုလူရုံမာကတည်နေလို့လွတ်သွားတာပဲဖြစ်မယ်ဒါကြောင့်မလို့ဖုန်းတစ်ပြောင်းပြီးလူရုံမာကိုဖမ်းမရမယ်လို့ကောက်ချက်ချခဲ့ပါတယ်ဒါကြောင့်မလို့နာမီလည်းသူ့ရဲ့ဖုန်းဆင်ကတ်ကိုတခြားဟန်းဆက်ထဲကိုပြောင်းသုံးခဲ့ပါတယ်နာမီကိုသူ့ရဲ့ဖခင်အိမ်ကိုလိုက်ဖို့ပေးခဲ့ကြပြီးလိုအပ်တဲ့အခါမှာဒီဖုန်းကို message ပို့ဆက်သွယ်ဖို့မှာကပြန်သွားခဲ့ကြပါတယ်ဖခင်ဖြစ်သူရဲ့အိမ်မှာလူရုံမာလည်းရောက်နေရဲဆိုတာရိပ်မိခဲ့တာကြောင့်ရဲမိုးကြီးတွေစီကို message ပို့ဖို့လုပ်ခဲ့ပေမဲ့လူရုံမာရဲ့ထင်ချုံမှုအောက်ကမလွတ်သေးဘူးဆိုတာသိလိုက်ရပါတယ်နာမီကလူရုံမာနဲ့ထိတ်တိုက်တွေ့ဆုံပြီးသူ့အဖေဗမာလင်းပြီးတော့ချုံနောက်ခံရတဲ့ဖခင်ဖြစ်သူရဲ့ဗီဒီယိုကိုဖွင့်ပြခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမနစ်ကတည်ဆုံးခဲ့တဲ့အလောင်းတစ်ခုရဲ့သွေးစိတ်ချက်ကရဲမိုးကြီးနဲ့သွေးသားတော်ဆက်မှုရှိတယ်ဆိုတဲ့အဖြစ်ထွက်လာခဲ့ပါတယ်ဒါကြောင့်မလို့အခုရှိနေတဲ့လူရုံမာကသူ့ရဲ့သားမဟုတ်တော့ဘူးဆိုတာကိုလည်းသိရှိသွားခဲ့ပါတယ်ဒီလောက်ထိငါ့ကိုနှိပ်စက်ထားရတာဘာကြောင့်လဲငါမှဘာမှတွေလုပ်ခဲ့မိလို့လဲလို့နာမီကမေးတော့ဘာကြောင့်ပြောချက်မှမရှိဘူးမင်းဖုန်းကိုငါကောက်ရခဲ့လို့လေအဲ့ဒါကြောင့်ဒီလိုဖိုးတန်တဲ့ဖုန်းကိုဘာလို့ပြောက်အောင်လုပ်ခဲ့တာလဲလို့ပြန်ပြောလိုက်ပါတယ်ရေချိုးကန်ထဲမှာနာမီရဲ့အဖေကိုဖမ်းချုပ်ထားပြီးနာမီကိုလည်းတပ်ပြစ်မှာဖြစ်ပါတယ်ဒါပေမဲ့လူရုံမှာလုံးဝသတိမထားမိတဲ့အကြောင်းအရာတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုရင်ရဲမိုးကြီးတို့နာမီကိုသူ့ရဲ့ဖခင်အိမ်ကိုလိုက်ပို့တဲ့အချိန်မှာတခုခုဖြစ်ရင် message ပို့လိုက်ပါလို့ဗဇက်ကပြောနေခဲ့ပေမဲ့စာရွက်မှာရေးထားတာကmessage လုံးဝမပို့နဲ့ဖုန်းမဲခေါ်ပါလို့ရဲမှုတွေကိုရေးပြခဲ့တာပါဒါကိုလူရုံမှမသိပဲသူတို့တွေပါဇက်ကပြောတဲ့ message ပဲပို့ပါဆိုတဲ့အတန်ပဲတီးပြီးတော့ရဲမှုတွေကအဆင်ပြေလားလို့မေးခဲ့တော့ကအဆင်ပြေတဲ့အိတ်တော်မဲဆိုတဲ့ message ကိုပို့ခိုင်းခဲ့တာပဲဖြစ်ပါတယ် message ရချင်းမှာပဲရဲမှုကြီးတွေရောက်လာခဲ့ကြပြီးလူရုံမှကိုဖန်စီရိုင်းနေကြပါတယ်ရဲမှုကြီးကလူရုံမှကိုရိုင်းနေနေချိန်မှာလူရုံမှကသူ့ရဲ့သားဖြစ်သူပုံစံတွေဟန်ဆောင်ပြနေတာကြောင့်သူ့ရဲ့သားများလားလို့ဇဝေစွာဖြစ်သွားခဲ့ပါသေးတယ်လူရုံမာရဲ့အိတ်ထဲကဖုန်းကိုရှာဖွေကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့သားဖြစ်သူရဲ့ဖုန်းကိုတွေ့လိုက်ရပြီးနာမီလိုပဲသားဖြစ်သူရဲ့ဖုန်းကိုဟတ်ထားပြီးအချက်လက်တွေပါမှတ်ထားတဲ့စာအုပ်ကိုပါတွေ့လိုက်ရတော့မှဒီလူရုံမာကသူ့ရဲ့သားကိုတတ်လိုက်ပြီးဆိုတာကိုတေချာသဘောပေါက်သွားခဲ့ပါတယ်။ရဲမိုးကြီးကလည်းလူရုံမာကိုတတ်မယ်အလို့မှာတောင်းပန်ပါတယ်ဥပဒေရဲ့အပြစ်ပေးတဲ့တန်းကိုခံယူပါမယ်လို့လူရုံမာကပြောတဲ့အခါမှာတော့ရဲမိုးကြီးကမတတ်တော့ပါဘူး။ဒါပေမဲ့လုံးဝခွင့်မလွတ်နိုင်တဲ့နာမီကလဲနေရာကနေထလာပြီးတနက်ကိုယူကလူရုံမာကိုပြစ်တက်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့နာမီရဲ့ဖခင်ကပြန်လဲသတိရလာခဲ့ပြီပဲဖြစ်ပါတယ်။ဒီချိန်မှာလူအများကြီးကိုရုံမာရက်ဆက်ခဲ့တဲ့လူရုံမာကိုနာမီကအသေးဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကတစ်ချိန်လုံးပြန့်နှံ့သွားခဲ့ပါပြီ။ပေးတဲ့ message ကတော့မိတ်ဆွေတို့အနေနဲ့မိမိဖုန်းကိုဂရုစိုက်ကြဖို့နဲ့ဖုန်းပြင်မယ်ဆိုရင်လည်းယုံကြည်ရတဲ့ဖုန်းဆိုင်တွေမှာပဲပြင်ကြဖို့သတိပေးလိုက်ရင်ဇလန်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ။ဒီဇလန်ထဲမှာနာမီဆိုတဲ့ကောင်မလေးတယောက်ကသူမရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကိုသူမရဲ့ဖုန်းနဲ့မှတ်တမ်းတင်ထားလေးရှိပါတယ်။ follower တွေများစွာရှိတဲ့သူမရဲ့ Facebook TikTok အကောင့်တွေမှာနေ့စဉ်တင်ပါတယ်။နောက်ပြီးနာမီကဘတ်စကားစီးတာအစားတောက်မာတာကအစားသူမရဲ့ဖုန်းကိုအသုံးပြုပြီးမှာယူစားတောက်တတ်ပါတယ်။တရက်မှာတော့တငယ်ချင်းတွေနဲ့ VR တောက်ကမူမူယူယူနဲ့ KTV မှာကားခုံပျော်ပါပြီးအင်ကိုပြန်ဘတ်စကားပေါ်မှာခေါင်းမထောင်နိုင်ပဲလူမန်းသူမန်းမသိအောင်မူးနေခဲ့ပါတယ်။အဲ့လိုမူးနေတာကြောင့်နာမီရဲ့ဖုန်းကမထင်မှတ်ဖဲနဲ့ကားပေါ်မှာပြုတ်ကျကျန်ခဲ့ပါတယ်